ပြောပြီးသားစကားကိုဘယ်တော့မှပြန်မရုပ်သိမ်းတာကသူ့ရဲ့နင်ညာလမ်းစဉ်ပဲလို့နာရူတိုတင်ပေးခဲ့တဲ့အတိုင်းပြောလိုက်ပါတယ်ဒါပေမဲ့လည်းဖေးရဲ့ဂျူဆူထက်သုံးတာကိုခံလိုက်ရပြီးနောက်တန်ချောင်းနဲ့ထိုးပြီးတက်ပစ်လိုက်တာကိုနာရူတိုကလည်းမျက်လုံးအကြောင်သားနဲ့မြင်လိုက်ရပါတယ်အဲ့လိုမျိုးပဲသူ့ရဲ့မိဘတွေကိုမျက်စိရှိမှရင်ကိုနိုဟာကလူတွေကတက်ပစ်ခဲ့တာလို့ဖေးကပြောပေမဲ့နာရူတိုကမကြားတော့ပဲသူ့ရှင်းနေမှာပဲသူ့ကိုချစ်တဲ့တငယ်ချင်းတယောက်ကိုရဲရဲဆက်ဆက်တက်လိုက်တာကိုမြင်လိုက်ရတဲ့အတွက်သူ့ရဲ့စိတ်ကိုထိန်းလို့မရတော့ပဲနာကျင်မှုကြောင့်ခန္ဓာကိုယ်ရဲ့မိစ္ဆာကချက်ချင်းထွက်လာခဲ့ပါတယ်တောင်ရန်ဒေါသကြီးပါတယ်ဆိုတဲ့ကိုမီကိုဖေးကနာကျင်မှုကြောင့်သွားတင်ပြပေးလိုက်တာကြောင့်အနီအောင်ချာကလာတွေကထိန်းမရတော့ပဲချက်ချင်းလေးမီအသွင်နဲ့အဝေးကနေတိုက်ခိုက်လိုက်ပါတယ်ဖေးကလည်းတန်လိုက်ဆက်ကွင်းနဲ့ကာထားလိုက်ပေမဲ့ကိုမီကသူ့ရဲ့လက်တွေကိုမြေထဲစိုက်ထားလိုက်ပြီးကော်လာရဲ့မြေသားတွေနဲ့ဖေးကိုဇက်တိုက်ခိုက်ပါတယ်ထန်နိုဖေးကလည်းကာနေပေမဲ့အနားကိုရောက်လာပြီးထိုးချလိုက်တာကြောင့်ပေ20လောက်လွင့်သွားပါတယ်ဒါပေမဲ့ဇက်တိုက်ဆိုသလိုအလုံးမပေးပဲမာပါတယ်ဆိုတဲ့တန်ချောင်းထုတ်နိုင်တဲ့ကောင်ကိုတန်ရိုက်သလိုရိုက်ထည့်လိုက်ပါတယ်